ကျွန်တော်တို့အခုဗီဒီယိုကတော့ Excel မှာဒီလိုမျိုးပေါ့နော်ဒီလိုမျိုး drop down လုပ်တဲ့နည်းလေးကိုပြောပြမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော် create ကိုရွေးမယ်ဒါမှမဟုတ်လို့ရှိရင်ဒီ delete ကိုရွေးမယ်အဲ့လိုမျိုး drop down လုပ်တဲ့နည်းလေးပေါ့နော်အဲ့ဒီနည်းလေးကိုအခုပြောပြမှာဖြစ်ပါတယ်ဒီလိုမျိုးdrop down လုပ်ဖို့အတွက်ကကျွန်တော်တို့ list တစ်ခုလိုတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ list တစ်ခုလိုတယ်ခုလို့ချင်တဲ့ drop down ပါတဲ့ cell နေရာကိုကျွန်တော်တို့က select ပေးလိုက်မယ်ပြီးပြီးရင်ကျွန်တော်တို့ဒီအပေါ်က home တို့ insert တို့ tab တွေရှိတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ဒီ data tab ထဲကိုသွားမယ်အဲ့ထဲမှာ data validation ဆိုတာရှိတယ်ဒီမှာရှိရပေါ့နော်အဲ့ထဲကိုသွားလိုက်မယ်အဲ့မှာကျွန်တော်တို့ကဒီမှာသူ့ကိုစာရင်းပေးရမယ်ပေါ့နော်ဒီမှာက any value ဆိုတာရှိတယ်ဒီမှာကျွန်တော်တို့က list တစ်ခုထားလိုက်မယ်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ list ကိုကျွန်တော်ထားလိုက်မယ်အဲ့ဒီ list ကိုကျွန်တော်တို့ဒီမှာ source မှာစာရင်းပေးရတယ်ဒီ source ကိုကျွန်တော်တို့ကကိုထားခြင်းတဲ့ source ကိုကျွန်တော်တို့သွားပြီးဆက်လက်ပေးရတယ်ပေါ့နော်ကျွန်တော်တို့ဒီဟာပေးမှဖြစ်တော့ကြောင်းဒီဟာကိုဆက်လက်ပေးလိုက်မယ် okay ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ drop down ရပါပြီဒီမှာကျွန်တော်တို့ create delete edit update အကုန်လုံးကျွန်တော်ရွေးလို့ရပါပြီဒါလိုချင်တဲ့ drop down လေးဒါဆိုလို့ရှိရင်ရရှိပါပြီ